င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်မုန်တိုင်းဖြစ်နိုင်ခြေမြင့်တက်လာ။ယခုတင်ပြထားသည့်ကြိုတင်ခန့်မှန်းချက်များကိုပြင်ဆင်ရေးသားလျင်အဓိပ္ပာယ်လွဲမှားသွားနိုင်ပါသည်။အထိတ်တလန့်ဖြစ်စေလိုသည့်ရည်ရွယ်ချက်ဖြင့်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မည့်အခြေအနေများကိုချဲ့ကားရေးသားဖြန့်ဝေခြင်းမှရှောင်ကျဉ်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။မုန်တိုင်းဖြစ်ပေါ်နိုင်ခြေစောင့်ကြည့်သည့်ဆိုင်းမှလည်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်အတွင်းမုန်တိုင်းဖြစ်နိုင်ခြေ100ရှိလာကြောင်းတွေ့ရပါတယ်။ဧပြီလ9ရက်မှ11ရက်အတွင်းမြောက်အရှေ့မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးဆက်လက်ရွေ့လျားနိုင်တဲ့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေကတော့80%ရှိကြောင်းတွေ့ရပါတယ်။အလားတူတိမ်ဖုံးအုပ်မှုကြိုတင်ခန့်မှန်းချက်အရတိမ်မြင့်အလဲနဲ့အနိမ့်တိမ်ထုတွေသည်မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဘက်ကိုရွေ့လျားနိုင်ခြေက80%ရှိနေတာကြောင့်အခုလိုတိမ်တိုက်များရွေလေဝင်ရောက်နိုင်မဲ့အခြေအနေနဲ့ဆိုရင်ဧပြီလ10ရက်နေ့မှစတင်ပြီးငလျင်တန်တင့်ဒေသတွေမှာမိုးရွာသွန်းနိုင်မဲ့ဖြစ်နိုင်ခြေမြင့်တက်လာနိုင်မယ်လို့ကြိုတင်ခန့်မှန်းသုံးသပ်နိုင်ပါတယ်။အချုပ်အားဖြင့်ဧပြီလ9ရက်နေ့မှစတင်ပြီးဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေဖိအားနည်းရပ်ဝန်းမှတဆင့်မုန်တိုင်းဖြစ်လာနိုင်ခြေနဲ့မြန်မာကမ်းရိုးတန်းဘက်ကိုဆက်လက်ရွေ့လျားနိုင်တဲ့ဖြစ်နိုင်ခြေတွေမြင့်တက်လာကြောင်းငလျင်တန်သင့်ဒေသခံများအတွက်အမိုးအကာများစတင်စီစဉ်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်းရုတ်တရက်မိုးများနိုင်မည့်အခြေအနေကြောင့်ရေကြီးနိုင်မည့်အန္တရာယ်ရှိလာနိုင်ကြောင်းငလျင်ထိထားသည့်မြေအောက်မြေထုလွှာအခြေအနေများကြောင့်မြေပြိုမြေကျွံနိုင်သည့်အခြေအနေများကိုကြိုတင်ထည့်သွင်းစဉ်းစားရန်လိုအပ်လာပြီဖြစ်ပါကြောင်းနှင့်တရားဝင်မိုးလေဝသဌာနကြီးများမှထုတ်ပြန်ချက်များကိုဆက်လက်စောင့်ကြည့်တင်ပြပေးသွားမှာဖြစ်ပါကြောင်းကနဦးတင်ပြလိုက်ပါတယ်။ဒီအခြေအနေတွေကမြန်မာနိုင်ငံဘက်ကိုအနောက်တောင်ဘက်နဲ့တောင်ဘက်ကလေစီးကြောင်းများမိုးတိမ်များနဲ့အတူအောက်ဖော်ပြပါဒေသတွေစီကိုမိုးတွေတည်ဆောင်လာပါဦးမယ်။ဧပြီ17ရက်မွန်းလွဲပိုင်းမှ13ရက်မွန်းလွဲပိုင်းအထိ48နာရီအတွင်းမှာမိုးအသင့်တင့်ရွာနိုင်တဲ့အခြေအနေတွေတွေ့ရပါတယ်။ဧပြီ12ရက်မှာတော့မိုးပိုကောင်းလာနိုင်တယ်မိုးအနည်းငယ်မှမိုးများနိုင်ပါမယ်။တနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ရန်ကုန်တိုင်းဧရာဝတီတိုင်းပဲခူးတိုင်းနေပြည်တော်ကယားပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာနေရာစိတ်နဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းတွေမှာနေရာကျဲမိုးထစ်ချုံရွာနိုင်ပါမယ်။မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းတင်ရှိမီလှိုင်းမြင့်မှမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်2ရက်အတွက်ခန့်မှန်းချက်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲမိုးထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်တိမ်အသင့်ဖြစ်ထွန်းပြီးနေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း8ဝဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်တိမ်အသင့်ဖြစ်ထွန်းပြီးနေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း8ဝဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်တိမ်အသင့်ဖြစ်ထွန်းပြီးနေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။